ယောက်ကရိတ်မိပြန်တယ်ဒီလူတွေပါတယ်ဗျလူပါတယ်ဆရာကြီးကသူများသာပြောရတာပါကျွန်တော်တို့လှတော့အကောင်တွေလည်းမကောင်းပါဘူးရေအိမ်တွေတိုင်းငါးပယ်လို့သေးတောင်ပေါက်မထားရဲပါဘူးရွှေဘိုသားလည်းကျဉ်နဲ့သွားတယ်အများကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်ထားလိုက်တော့ပြီးခဲ့တဲ့3နှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားတော့လာတော့ဖြတ်ရတယ်ကားခနဲ့ရက်စမအောင်ကွာစကားလေးတစ်ခွန်းရကျွန်တော်ကားပေါ်ဆင်းသွားတယ်ဖိုးကြီးတယောက်လမ်းဘေးမှာလမ်းကျိတ်ဆက်ကြီးတစ်ခုရှိတယ်ရက်ထားတယ်အဲ့ဒါယူကြည့်နေတယ်ကျွန်တော်စကားမရှိစကားရှာသွားမေးဦးလေးဘာကြည့်နေတာတော့သူလှည့်ကြည့်ပြီးတော့ဒီလမ်းကျိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာလမ်းကျိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးရဲ့ဆန်းနေဗျအဲ့ဒီလမ်းကျိတ်ဆက်ကဂီယာဘောက်ကနောက်ကိုလှိမ့်လို့မရဘူးရှေ့ကိုတိုးလို့ပဲရတယ်လို့ပြောကြတယ်အဲ့ဒီဂီယာဘောက်ကိုဖြုတ်ငှားပြီးတော့စပါးစေးမှာတက်ချင်လို့စပါးစေးကနောက်ကြည့်လိမ့်နေတယ်ရှေ့ကိုမတိုးဘူးအဲ့ဒါလာတော့သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ဦးလေးအသက်ဘယ်လောက်ရှိပြီတော့လို့မေးတယ်သူကနှလုံးကနန်းတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအားလို့လည်းမရပါဘူးအဲ့ဒီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าနေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပူပူလေးအဲ့ဒီမှာသူတို့policy ကားတကားသွားရိုက်တယ်သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်တိတိကျကျလောက်ကြနော်ဒါက policy ကဗျာဒရိုက်တာပြောတယ်အဲ့တော့ဒရိုက်တာရဲ့တပည့်ကနေခင်ဗျားတို့ policy ကဆိုတော့သိမှာမဟုတ်ဘူးကျွန်တော်ရှင်းပြအောင်မယ်အဲ့လိုပြောလိုက်တော့လာတော်သားတယောက်ကပြောတယ်မရှင်းပါနဲ့တဲ့သိပါတယ်ဖော်လံဖားတဲ့ကမို့လားတဲ့ဒရိုက်တာသူ့တပည့်ငါကင်တုတ်ဟုတ်တယ်ဖော်လံဖားတဲ့ကအဲ့ဒီမှာချစ်စရာကထမင်းစားရင်းနဲ့သူ့ဖက်နှက်ကလေးပျောက်သွားတယ်ထမင်းစားပြီးထွက်လာတော့ချစ်စရာပြောတယ်ဟောကျွန်တော်ဖက်နှက်လေးဒီနားချွတ်ထားတာပျောက်သွားတယ်ဗျအဲ့ဒီမှာလှတော်သားတယောက်ရှိတယ်အဲ့လှတော်သားပြောတယ်ခမည်းဖက်နှက်ပျောက်ရင်တော့ကျွန်တော်တို့လှတော်ကဘယ်သူမှခိုးမှာမဟုတ်ဘူးမနှဲလေးပဲခိုးမှာပဲလူရှင်တော်ချစ်စရာသဘောကျလို့ဖက်နှက်တော်မရှာတော့ပါဘူးအဲ့ဒါလေးတွေကိုဗျာကျွန်တော်တို့ကိုလေးစားလို့လှတော်သားနဲ့စကားအလင်ကစောက်ကလေးတော့ရေးပါတယ်ချစ်ခင်စရာကောင်းပါတယ်ဟောပြောပွဲသွားရင်းနဲ့ရတဲ့အတွေ့အကြုံကလေးပါပဲလူတွေကိုပြောချင်ပါလေမိမိကိုယ်ကိုမြင့်တင်ပါစာချက်သူတွေပြောချင်ပါလေဒီဓမ္မယုံမြင့်နေပြည့်လာရောက်ပြီးတော့နားထောင်ကြတဲ့စာချက်သူတွေတစုံတရာတော့ကောင်းကျိုးရမှာပဲကွဒီလိုသိမြင်ယူဆပြီးတော့လာကြတယ်လို့နားလည်ပါတယ်ကျွန်တော်တို့နိုင်ငံမှာစာပေဟောပြောပွဲတွေရှိတယ်အဲ့ဒါစာကိုနားနဲ့ဖတ်တာပါပဲစာရေးဆရာတွေကသူတို့ဖတ်ထားတဲ့စာတွေအများကြီးပဲသူတို့ဘဝအတွေ့အကြုံတွေသူတို့ရဲ့ဆင်ញံလုံးတရားတွေအဲ့ဒါတွေကိုဒီမှာပါဇက်နဲ့ပြောတာစာရေးပြတယ်လို့ပြောတာပါပဲကောင်းနိုးရာတွေကောင်းကျိုးရှိမယ်ထင်တာတွေပြောတာပါပဲအဲ့ဒါတွေကိုနားထောင်ရတော့စာမဖတ်ရင်တောင်မှစာအများကြီးဖတ်တယ်လို့ပဲတထိုင်တည်းနဲ့ရတယ်သို့သောစာချက်သူများလေးစားစွာနဲ့ပြောချင်ပါလေကျွန်တော်တိုင်းပြည်ကျွန်တော်တို့နိုင်ငံတိုးတက်စေချင်လွန်းလို့ပါဗျာမြင့်ကျင်လွန်းလို့ပါမြန်ကြီးကိုမြင့်ကျင်လို့ပါကျွန်တော်တို့နောက်ကျခဲ့ပြီနှစ်တည်ကြာလာပါအလင်းအမြင်ခုန်ပြီးတော့မြင့်ကျင်နေအဲ့လိုမြင့်မို့ဆိုရင်ဘာလို့တလဲကျွန်တော်တို့လူတွေ
ရည်တွေမြင့်ရလိမ့်မယ်အသည့်တွေမြင့်ရလိမ့်မယ်တေချာပေါ့လူတွေရဲ့အသည့်မြင့်မှုဆိုရင်စာတွေဖတ်ကြပါစာပြေဟောပြောပွဲတွေနားထောင်ရင်းနဲ့အဲ့ဒီရတဲ့အသည့်တွေနဲ့တဲကောင်းမှလားကွာဟောပြောပွဲကနေတိုင်းမရှိဘူးကွာနေတိုင်းကိုယ်အသည့်ကိုမြင့်အောင်မြင့်နိုင်တာတော့စာဖတ်ရင်မြင့်နိုင်တယ်နေတိုင်းမြင့်လို့ရတယ်တနေ့ကိုစာတစ်မျက်နှာပြီးရင်တစ်မျက်နှာဖို့မြင့်တက်လိမ့်မယ်တလားကိုစာတအုပ်ပြီးရင်တအုပ်စာမြင့်တက်လိမ့်မယ်နော်တလားကိုစာတအုပ်ပြီးရင်တအုပ်စာမြင့်တက်လိမ့်မယ်နောက်တော့3ရက်တုံးပြီးရင်တလားကို10အုပ်ပြီးလိမ့်မယ်အဲ့လိုနီးနဲ့စာအုပ်50တရားဖတ်ပြီးရင်လူတယောက်ရဲ့အသိအမြင်ဆင်ញံုံတရားအလိမ္မာတရားတွေအများကြီးမြင့်သွားလိမ့်မယ်အဲ့လိုလူတွေကိုလိမ်ဖို့ညာဖို့မလွယ်ဘူးမဟုတ်ရင်ကျွန်တော်တို့ကလိမ်လို့ညာလို့သိလွယ်တာပဲအပေါ်စားလူလိမ်နေတောင်းမှကျွန်တော်တို့ကိုလိမ်သွားမှာပဲမင်္ဂလာတုံမှာပြင်မဲ့ဈေးရန်လေးရှိအဲ့ဒီမှာလူတယောက်ကမွေးလမ်းမဲပြဆေးရောက်နေတယ်သူ BBI ကမွေဈေးနာမည်ကြီးတာတခြားဟုတ်ပါရောလားသူကကချင်ပြည်နယ်ကတဲ့ရွက်တွေခူးလာပြီးတော့သွင်းတာအဲ့ဒီဟာကို BBI ကဆေးဖော်တာဒါကြောင့်မို့လို့အဲ့ဒီ BBI ဆေးကနာမည်ကြီးနေတာပေါ့ဟာကျွန်တော်ကလည်းတွားရင်လာရင်လည်းရက်ပြီးတော့နားထောင်ဒီကောင်မရိုင်းလာပါလားရေးယူလို့ရတယ် BBI မွေဆေးကဘယ်သေးရမှမပါဘူးမွေစိတ်ကနေပြီးတော့အစင်းစင်းရင်ပါအောင်လုပ်ပြီးတော့မှဆေးဖြစ်နေပေါ်ဆက်ရတာအဲ့ဒါကိုသူအသိရွက်တွေနဲ့လုပ်တယ်အဲ့ဒီအသိရွက်ကိုဘယ်လိုရဟိုကချင်ပြည်နယ်မှာတော့ကချင်ကြီးလင်မယားတောင်ရသွားခုတ်နေနဲ့မွေစိုးတကောင်ကကချင်မကြီးကိုချီပမိုးပေါက်အစွဲရနှစ်ခုပေါက်သွားတော့ကချင်မကြီးဘိုင်းနဲ့လဲကြသေးကိုသွားတာငါမိမကိုပေါက်တတ်တဲ့မွေနေလက်သေးပြီးတော့ကချင်ကြီးတောင်ရတာနဲ့ခုတ်ထပ်ပိုင်းတက်ထွက်သွားတယ်မွေကြီးလည်းသေးအဲ့လိုတော့နောက်ထပ်မွေတကောင်ဆော့လာတယ်နောက်လာတဲ့ကောင်ကမွေဒီတဲ့ပထမသေးသွားတာမွေမတယ်သူပြောတာပဲဘယ်လိုလုပ်ခွဲတော့မသိဘူးလာပြန်ပြီတကောင်မင်းလည်းသေးပြီးတော့ခုတ်မယ်လို့တော့အဲ့ဒီမွေကပြန်ဝင်သွားတယ်ကြောက်တယ်ဒီကောင်ပြေးပြီထင်တာမဟုတ်ဘူးတဲ့ခဏနေတော့သိရွက်ချီပြီးတော့ပြန်လာတယ်။အော်ထူးဆန်းပါလား။ဘာလို့မလို့ပါလဲ။ကချင်ကြီးကမခုတ်ဘူးကြည်နေတယ်။ထပ်ပိုင်းပြတ်သွားတယ်မွေကချင်သားနဲ့ခုတ်တာဗျ။နော်ပြတ်တယ်ဆိုတာလွန့်ထွက်သွားမှာမွေကပြိုင်ငင်လေးနေတာမဟုတ်ဘူးဗျ။နော်ခုံပေါက်လွန့်ထွက်သွားတာလူလွန့်ပြီးတော့မသေးခင်ကိုတော်တော်ခုံးနေအောင်မှာဘယ်တော့ဝေးရောက်သွားတယ်မသိဘူးမဝေးတောင်မှခလန်းလန်းတော့ဖြစ်မှာပဲအဲ့ဒါကိုနောက်လာတဲ့မွေဒီကအဲ့ဒီပြတ်သွားတဲ့မွေမတိတ်ပြီးတော့ဆက်တယ်စဉ်းစားအဲ့ဒီကောင်လဲမပါဘူးလက်ပါတဲ့လူတော်မှချောကြည့်မွေကိုတိတ်ဆက်ဖို့မလွယ်ဘူးတိတ်ဆက်ပြီးတော့တိုက်လာတဲ့တရွက်ကလေးနဲ့အဆက်နေရာကိုပုတ်တယ်အမာရွတ်တောင်မကြံဘူးအသက်ပြန်ရှင်သွားတယ်မွေးနှကောင်ဆော့တော်တယ်ဝင်သွားဟာဒီတရွက်ရဆုံးမလားကချင်ကြီးကအဲ့ဒီတရွက်ကိုကောက်ယူသေသွားတဲ့သူမိမချီပမိုးကိုပုတ်တယ်အမာရွတ်တောင်မကြံဘူးမိမထထိုင်နေအဲ့ဒီတရွက်တွေကိုကျွန်တော်သွင်းတာပဲအခုကျွန်တော်မှနည်းနည်းတော့ပါတယ်ဥရလူရမယ်တစ်ခါသုံးကို200နောက်ကြရင်မရဘူးကျွန်တော်ထင်တယ်လေတစ်စက်မှယုတ်တိမရှိဘူးအပေါ်စားညံပြင်းတဲ့လိန်ညာနီးပဲဘသူမှဝယ်မှမဟုတ်ဘူးအောင်မင်းအလူရဝယ်ကြတယ်လူရဝယ်ကြတယ်နည်းနည်းပဲပါတယ်ဥရလူရမယ်ဆိုတာကုန်လည်းမသွားပါဘူး။အိုးရင်လေးစရာကောင်းလိုက်တာကျွန်တော်
စိတ်ထဲမှာပင်မဆင်းရဲတယ်ဟောငါတို့လူတွေလိန်လို့ညာလို့လွယ်လာကြည်လားလွယ်လာကြည်လားဒီတိုင်းပြင်ဘယ်လိုလုပ်ရပါမလဲသိရင်လေးစရာကောင်းပါလေရွာတရွာမှာမိမတယောက်ကလူကုန်ကူးလို့ရွာရဲ့သမီးပြိုကလေးတွေကိုလာပြီးတော့ခေါ်နေပြီဟိုဘက်ကန်းရောက်လို့ရှိရင်တလကိုလက9သိန်းရမယ်ဘယ်လိုဝတ်ရမှာဘယ်လိုစားရမှာဆိုင်ကြီးတွေမှာလုံးလုံးရမှာမိဘကိုလစဉ်3သိန်းပို့နိုင်တယ်နေချင်းညချင်းချမ်းသာသွားလိမ့်မယ်ပြောတယ်မစားရဝကမန်းအဲ့ဒီမှာမိန်းကလေး3ယောက်ကလိုက်ညီတို့3ယောက်ထဲတော့နဲသေးတယ်10ယောက်လောက်လိုချင်တယ်ညီတို့တငယ်ချင်းတွေပြောမလေးတိန်တဆင်းလိုက်ပြော9ယောက်ရပြီနှုတ်တော့3ရက်လောက်စီအောင်တော့9ယောက်ရပြီဟာပါကုန်ပြီ10ယောက်မရသေးလို့အဲ့ဒါဟိုဘက်ကန်းရောက်ဒုက္ခရောက်တော့မင်းကျွန်တော်ကမြဝတီကိုသွားဟောရတော့အဲ့ဒီလိုပဲမိန်းကလေးတွေမော်တော်ကားနဲ့တင်လာတယ်ရှင်လေးစရာကောင်းလိုက်တာစကတ်ကလေးတွေနဲ့ဘောင်းမီတိုလေးတွေနဲ့ပြန်လို့ဝတ်လို့ဆင်းလို့မြူလို့ပြောရလို့ပြောနေလိုက်ကြတာဒုက္ခရောက်ခါနီးကလေးမှပြောနေကြတာတရားဘောကမကူရဘူးချောင်းကိုဖြတ်ရတယ်သူတို့ချောင်းထဲမှာအများကြီးပဲဖြတ်နေတာချောင်းတစ်ဖက်ကန်းကိုရောက်တာနဲ့ဒီကသွားတော့ကတော့တရွာတည်းက9ယောက်ပေါ့ချောင်းဟိုဘက်ရောက်တာနဲ့သူ့လူနဲ့သူခွဲသွားလိုက်တာဟိုဘက်ကျတော့ပြန်ဆုံမှာပေါ့လို့ပြောတယ်တစ်သက်လုံးမဆုံတော့ပါဘူးဆုံတော့ပါဘူးချောလာမင်းကလေးကအဲ့ဒီတော်ထဲမှာအရင်ဆုံးအပြိုကြီးပြက်ရှာပါတယ်ကျန်တဲ့မိန်းကလေးတွေကဟိုဘက်မှာပြည်တစားတန်းမှာရောင်းစားပါတယ်တယောက်တလေအသက်ဆွန်ပြီးတော့ထွက်ပြေးမိလို့ကတော့သေကောင်ပေါင်းနဲ့နှိမ့်ဆက်ခံရတယ်ကံကောင်းလို့လွတ်သွားတဲ့ကလေးမကရဲကိုတိုင်းထိုင်းရဲနဲ့မြန်မာရဲနဲ့ဆက် operation လုပ်ပြီးတော့အဲ့ဒီနေရာတွေဝင်စီးရတယ်အဲ့တော့မြန်မာမိန်းကလေးတွေအဲ့လိုနီးနဲ့ပြန်ကယ်ရတယ်ကဲလို့ကိုယ့်ရွာကိုပြန်ရောက်တော့ဒီကလေးတွေမှာ HIV ပိုးတွေပါလာပါပြီကိုယ့်ရွာကအပြစ်မဲ့တဲ့ရွာသားကလေးတွေနဲ့အိမ်အောင်ကြဟိုကောင်နေရင်ထိုင်ရင်နဲ့ HIV တွေရငါနဲ့မဆိုင်ဘူးလို့ကြည့်မနေကြပါနဲ့တရွာလုံးနဲ့ဆိုင်နေအဲ့ဒီရွာမှာစာဖတ်တဲ့လူငယ်တယောက်သာရှိကြည့်အဲ့ဒီမိမခမရဖေရတယ်ဘာလို့ဖို့လို့ဒီကလေးတွေခေါ်မှာခမရမှာမတ်ပုံတင်ပါသလားလာရွာလူကြီးအိမ်လိုက်ခဲ့အဲ့ဒီလိုပြောမဲ့လူငယ်တယောက်တွေ့ပြီဆိုတာနဲ့အဲ့ဒီမိမချက်ပြောက်နှစ်ပြောက်ပျောက်သွားပါလိမ့်မယ်ကျွန်တော်တို့ရွာလုံးကဘာမှမသိရွာလူကြီးတွေလည်းကြိတ်နေတယ်မသိဘူးရင်လေးစရာဘလို့များကောင်းလိုက်တယ်လေစာဖတ်ရင်ဒီလိုမခံရဘူးစာမဖတ်ရင်အလိမ်ညာမျိုးခံရမယ်စာဆိုမျိုးဖတ်ကျွန်တော်ကဘုရုံးကဒီဘိုးချုပ်ဈေးရှိဘက်နားမှာလေယာပြင်ဈေးဆိုတာရှိတယ်အဲ့လေယာပြင်ဈေးထဲမှာရက်လက်ပြနေပြန်နေကျွန်တော်လည်းအဲ့ဒါမျိုးကိုဝါသနာပါတယ်ကျွန်တော်သွားရက်ကြည့်တယ်ဟန်ကြတယ်ကျွန်တော်အရက်ကရှိတော့နောက်ကနေကြည့်ရင်လည်းအကုန်မြင်ရတယ်အဲ့ဒီမှာကလေးတယောက်ပြိသက်တဲ့ရွေးထုတ်တော့သူကခေါ်တာပါတယောက်တော့လာပါဘယ်မှမထတော့အဲ့ကောင်လေးတယောက်ထလာအေးဟန်ကြတယ်ငါညီလာရတကယ်တော့သူ့လူပါပဲအလံရှူပါပဲသူထဲတာအဲ့တော့မင်းကငါစိတ်ညှို့မယ်မျက်လုံးကိုအဝတ်နဲ့ကြီးနဲ့စီးထက်ပတ်ပြီးစီးဘာမှမမြင်ရတော့ပါမတည့်ရက်နေငါညီနောက်ကနေပြီးတော့နောက်စီကိုကြည့်ပြီးတော့စိတ်ညှို့တယ်မကြဘူးပါဘူးဗျာနောက်စီကိုကြည့်ပြီးစိတ်ညှို့ရတယ်ဆိုမရှိပါဘူးစိတ်ညှို့တယ်ဆိုမျက်လုံးကိုကြည့်ပြီးညှို့ရတာနောက်စီကြည့်ပြီးညှို့ရနေဟိုကောင်ကဘိုင်းနဲ့ပြက်လဲမှာပေါ်သူ့လူပဲအဲ့မှာသူနောက်ကနေဖမ်းထားတယ်အေးစိတ်ညှို့လို့ရပြီအခုချိန်ကစပြီးတော့ငါမြင်တာဒီကို
မင်းကုန်မြင်ရမယ်ကျွန်တော်စိတ်ဝင်စားတယ်ဘာလို့လဲကြည့်အဲ့လူကကောင်းငင်မော့ကြည့်ကဲအခုကောင်းငင်မှာငါ့ဘယ်နှကောင်ရှိလဲကွာအကုန်လုံးမော့ကြည့်ကြတယ်ဟိုကောင်မော့မကြည့်ပါဘူးမျက်နှာလဲဝစီထားသေးငုံရကပဲနှစ်ကောင်ဘောကနေလက်ခုပ်တီးတယ်ကျွန်တော်လည်းတီးတယ်ဟာကောင်းလိုက်တာဘယ်လိုလုပ်လိုက်မှမသိဟိုကောင်မမြင်ရဘဲနဲ့နှစ်ကောင်လို့ပြောတယ်မော့ကြည့်ပဲဟေးဒီတစ်ခါပဲနှစ်ကောင်လဲကွာဟိုကောင်ကစဉ်းစားပြီးမှတကောင်ဟာကျွန်တော်တို့လက်ခုပ်တီးရပြန်ပြီအဲ့ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွာတောင်ရက်ကိုပြန်သွားတယ်တီအောင်လက်ခုပ်ဟုတ်တယ်ဗျာကြီးကန်းကတောင်ကိုပြန်သွားတယ်အာဒီကောင်မမြင်ဘဲနဲ့ကုန်သိတယ်အဲ့ဒီကောင်ရဲ့နောက်ဘက်မှာရှိတယ်မိမတယောက်ကိုလက်ညှိုးထိုးပြန်သူကဘာထူးကြလဲကွာဟိုကောင်ကဟိုဘက်မှာလဲနေတာဝတ်နဲ့လက်စီထားသေးအဲ့ဒီကောင်ပြောတယ်မျက်မှန်ပါတယ်ကျွန်တော်တို့မှလက်ခုပ်တီးနေရတာဟုတ်တယ်ဗျာမျက်မှန်ပါတယ်ခဏနေတော့ဒီလူလက်မှာဘာရှိတယ်လဲကွာစီးကလက်ရှိတဲ့အကုန်မှန်နေဗျာအဲ့မှာမျက်လက်ဆရာကပြောတယ်သိကျင်သလားသိကျင်သလားသိကျင်နှစ်ချက်ဟာသူကတော့မဆိုးပညာကိုရောင်းစားတာတလက်မလို့ရှိပါတယ်ဗျာရှေ့လေးဆယ်ရွက်ကလေးရောင်းတာကျွန်တော်လည်းသိကျင်တာနဲ့နှစ်ချက်ပေးခဲ့ရအဲ့တော့နှစ်ချက်ကတော့တန်ပါတယ်အဲ့နှစ်ချက်ပေးခဲ့အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်ဟာလွယ်လေးဗျာသိတော့လေလွယ်လေးကဲအခုငှက်ဘယ်နှကောင်လဲဟဲ့ကဲတို့ကိုင်းတို့ကကြီးနဲ့စိုက်အဲ့ဒါနှစ်ပဲနှကောင်ဒီနေ့ကျွန်တော်တို့ဟိုချဲထိုးနေတဲ့နှလုံးထိုးနေတဲ့ကောင်တွေဒါမြန်ကျွမ်းပါအေးအခုကဘယ်နှကောင်လဲကွာအေးဆိုတော့တကောင်ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွာအဲ့လိုမင်းရင်တော့တဲ့မင်းကဘာမှစဉ်းစားမနေနဲ့တောင်ရက်ကိုပြန်နေတာပြောလိုက်တော့ငါကအဲ့ဒီငှက်တောင်ရက်ကိုပြန်မှမေးမှာမြောက်ပြန်ရင်မမေးဘူးဘုရားပိုင်မယ်သူကဘာထူးခြားသလဲကွာလို့မင်းမျက်မှန်ပါတယ်လို့သာဖြေလိုက်မျက်မှန်မပါတဲ့လူကငါမပြဘူးကွာသူတို့ချင်းချင်းညှိထားတာဒီလူလက်မှာဘာရှိသလဲစီးကလက်ရှိတယ်စီးကလက်ရှိတဲ့လူကိုလိုက်ရှာရတာအဲ့လူတွေ့မှသူကမေးတာနှစ်ချက်တန်းနာဗျာတန်းအဲ့ဒါကိုဘိုးတော်ဘွားတော်တွေအဲ့လိုလိန်စားနေတာရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ပတ်စံတက်နေတယ်သိတယ်နှစ်ဖြင့်က10နာရီလာခဲ့ဘိုးတော်အချိန်ထားတယ်သွားတဲ့ခါကျတော့တင်းနေ3 4 5 6 9 10 9စပွဲပေါ်မှာကနန်းကိုလုံးရေးထားတယ်ကဲကိုမြင့်အဲ့ဒီကနန်းကိုလုံးနဲ့ခမည်းကြိုက်တဲ့ကနန်းကိုရွေးလိုက်နေဦးမရွေးခင်ခမည်းကိုပညာပြဆရာကလေးတွေယူလိုက်ပြီးတော့ဘိုးတော်ကရေးတယ်စာလေးရေးပြီးတော့ခမည်းရွေးမဲ့ကနန်းကိုကျွန်တော်ကြိုရေးထားမယ်ရေးပြီးပြီဆရာသူစပွဲအန်ဆွဲတဲ့ကိုထည့်လိုက်ကဲကိုလူရွေးတော့ဟိုလူကကိုကနန်းကိုထောက်တယ်ဘိုးတော်ကပြုံးပြီးတော့ကြောက်ကြည့်တော့ပေးလိုက်တယ်ကိုမြင့်ကိုကနန်းကိုရွေးလိုက်ပြီဟုကြိုတင်ဟောကိန်းထုတ်ထားသည်ဟာဟိုလူကြီးကျယ်ကအားပဲမရေးခင်ကလေးကသူကြိုရွေးထားတာဟိုကောင်ဘာရွေးအမှန်းတော့မသိသေးဘူးအဲ့တော့ကိုလူကပြောတယ်ကောင်းလားဘိုးတော်မကောင်းဘူးဒုက္ခရောက်မယ်ကိမ့်မယ်စိတ်မကောင်းဘူးအဲ့ဒီမှာဓာတ်ရိုက်ဓာတ်စင်နေခိုင်းတော့တာပဲ9000ကုန်သွားပါလေတကယ်ကတော့အဲ့ဒီအန်ဆွဲထဲမှာကိုမြင့်တိကနန်းကိုရွေးလိုက်မျိုးကြိုတင်ဟောကိန်းထုတ်ထားသည်အဲ့ဒီစာရွက်ရှိတယ်နှစ်ကနန်းကိုရွေးလိုက်ပြီး3
နထဲတာကောင်းမဟုတ်ဘူးသူအစင်းလေးရှိပြီးသားတက်ကနေကိုထိသူရွေးတဲ့ကောင်ကိုကောက်ထုတ်ပေးတာပဲလိန်ညာနီးတွေပါပဲအဲ့တော့စားတွေကိုအများကြီးဖိုက်တည်တယ်ပါဇက်ဟိုင်ဥမတ်မြင်းနဲ့ပါဏတ္တပြောတာအပွေးမြင်အပင်တည်တယ်အသွေးမြင်အသွင်တည်တယ်နော်ပုံတရံနဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဓာတွေကဉာဏ်ပညာတွေပဲစားတွေအများကြီးဖိုက်အဲ့ဒီလိုသိနိုင်ပါတယ်လူတွေကိုပြောချင်ပါမိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစားတွေကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စားတဲ့တို့တိုးပြီးတော့ဖတ်ကြပါနေ့စဉ်နဲ့အမျှမြင့်တဲ့မြင့်လာပါလိမ့်နောက်တစ်မျိုးကကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အချင်းမကောင်းရင်အဲ့ဒီလူတွေကလောကအတွက်ကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါလေလူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိပါကိုတူချင်းဘဝအတွက်လဲစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေး